မြန်မာသမိုင်းမှာဗန္ဓုလလို့ဆိုလိုက်တာနဲ့ရေစွမ်းတတိတိုင်းပြည်ပေါ်ထားတဲ့သစ္စာတရားနဲ့စီရေးစီရကျွမ်းကျင်မှုကိုပြင်းမြင်ကြရမှာပါအင်္ဂလိပ်မြန်မာပထမစစ်ပွဲရဲ့အထင်ကရအာဇာနည်နေချဲတို့တော်လေးစားခဲ့ရတဲ့စစ်သူကြီးမဟာဗန္ဓုလရဲ့ဘွားခီးကိုဒီနေ့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ငယ်စဉ်ကလေးကနန်းတွဲမှာမှုထမ်းခဲ့ပြီးဘဝသုတကျွယ်ဝသူဖြစ်ပါတယ်ဘာကြီးတော်မင်းတရားလက်ထက်မှာတော့မဟာဗန္ဓုလဘွဲ့နဲ့စစ်သူကြီးအဖြစ်ခန့်အပ်ခြင်းခံခဲ့ရပါတယ်ဗန္ဓုလဟာအနောက်ဘက်ကဩဇာရှစ်ထွင်မှုမှာအဓိကကျသူပါအာသန်နဲ့မဏိပူရဒေသတွေကိုအောင်နိုင်ခဲ့ပြီးမြမအာနာဇက်ကိုဖျက်ချနိုင်ခဲ့ပါတယ်သူ့ရဲ့အထင်ရှားဆုံးစီရေးဗျူဟာကတော့ခံစစ်ကိုတိုက်စစ်အသွင်ပြောင်းခြင်းနဲ့မြေချင်းတူးပြီးခံတက်အခိုင်အမာတည်ဆောက်ခြင်းပဲဖြစ်ပါတယ်1824ခုနှစ်အင်္ဂလိပ်မြန်မာပထမစစ်ပွဲမှာဗန္ဓုလဟာရန်ကုန်ကိုပြန်လည်သိမ်းပိုက်ဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့လက်နက်အင်အားကွာခြားမှုကြောင့်ဓနုဖြူခံတက်ကိုဆုတ်ခွာပြီးခုခံခဲ့ရပါတယ်စစ်သူကြီးမဟာဗန္ဓုလကြာဆုံးသွားတဲ့အခါဗြိတိရှစစ်ဗိုလ်ချုပ်တွေကတော့ဒီလိုရဲစွမ်းသတ္တိရှိတဲ့ရန်သူမျိုးကိုမတွေ့ဘူးလို့ချီးကျူးခဲ့ကြပါတယ်သူဟာယာရုအတွက်တိုက်ခဲ့တာမဟုတ်ပါဘူးတိုင်းပြည်ရဲ့အချုပ်အခြာအာဏာအတွက်အသက်ပေးသွားခဲ့တာပါသူ့ရဲ့စိတ်ဓာတ်ဟာယနေ့တိုင်မြန်မာတို့ရဲ့ရင်ထဲမှာရှင်သန်နေသေးဖြစ်ပါတယ်ကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ထပ်ဒီလိုစိတ်ဝင်စားစရာဗီဒီယိုလေးတွေကိုထပ်မံတင်ဆက်ပေးသွားမှာမလို့အကောင်လေးကို follow လေးလုပ်သွားကြပါဦး